နေတဲ့စိုက်ပျိုးမြေကပျက်စီးနေပြီလား What? အခုပြောပြမယ်အချက်၄ချက်နဲ့မိတ်ဆွေတို့ကကိုက်ညီနေတယ်ဆိုရင်တော့မိတ်ဆွေတို့မြေယာပျက်စီးနေပြီပဲဖြစ်ပါတယ်။နံပါတ်1ချက်ကမှားယွင်းတဲ့နီးစပ်တင်တဲ့စိုက်ပျိုးခြင်းဖြစ်ပါတယ်။ဒီရက်တစ်ချက်ကကျတော့အပင်တစ်မျိုးတည်းကိုပဲနှစ်တည်ကြာရှည်စွာစိုက်ပျိုးလာတာဒီနေ့လည်းဒီပင်တစ်မျိုးပဲဒီသီးနှံမျိုးပဲစိုက်တယ်နောက်နေ့မှလည်းဒီသီးနှံတစ်မျိုးပဲဒီသီးနှံတစ်မျိုးတည်းကိုပဲနှစ်ဆက်ဆက်တိုင်းစိုက်ပျိုးလာမယ်ဆိုလည်းမိတ်ဆွေတို့မြေယာပျက်စီးနိုင်ပါတယ်။နောက်တစ်ခုကကျတော့လှေကလေးစိုက်ပျိုးခြင်းနဲ့စိုက်ပျိုးခြင်းရလည်းမြေကိုပျက်စီးစေပါတယ်။နံပါတ်4အချက်ကကျတော့ဓာတုမြေဩဇာတွေနှစ်ဆက်ဆက်တိုင်းကြာရှည်စွာသုံးဆွဲလာမယ်ဆိုလည်းအဲ့ဒီရဲ့စိုက်ပျိုးမြေယာပျက်စီးနေရပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီအချက်၄ချက်ထဲကနေမှတစ်ချက်ချက်နဲ့ညီဆွဲနေပြီးကိုင်းညီတယ်ဆိုတော့မိတ်ဆွေတို့မြေယာမဖြစ်မနေပြုပြင်ပေးရမယ့်အခြေအနေကိုရောက်ရှိနေရပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ပျက်စီးနေတဲ့စိုက်ပျိုးမြေကိုအချိန်တိုအတွင်းမှာအများဆုံးပြန်ကောင်းခြင်းနဲ့ဆိုတော့ညီမတို့ကုမ္ပဏီကနေထုတ်လုပ်ထားတဲ့ Transform Soil မြေပြင်စေးရှိပါတယ်နော် Transform Soil ရဆိုရင်ပေါ့နော်24နာရီအတွင်းမှာမြေပြိုးရန်တည်တဲ့ pH level ကိုသူကထိန်းညှိပေးနိုင်တာပဲဖြစ်ပါတယ်တက်ဆွမ်းဆွိုင်းနဲ့မြေပြင်ပေးမယ်ဆိုရင်ပေါ့နော်မြေကိုသူကအလွယ်တကူအချိန်တိုတွင်းမှာပြုပြင်ပေးနိုင်တယ်အမြင့်ထွက်နှုန်းအားတွေလည်းကောင်းမွန်စေရပဲဖြစ်ပါတယ်မြေကြီးထဲမှာရှိတဲ့အကျိုးပြုကုန်းမွားတွေကိုတိုးစေပြီးတော့အပင်ကနေမှအာဟာရဆော့ယူမှုကိုလည်းလွယ်ကူစေတာပဲဖြစ်ပါတယ်အပင်ကိုခါအားကိုကောင်းမွန်စေပြီးတော့အပင်အသီးအပွင့်တွေကိုလည်းအကောင်းစေရပဲဖြစ်ပါတယ် Transform Soil ကတရားရကိုင်းတော့ organic ဖြစ်တဲ့အတွက်လူနဲ့ပတ်ဝန်းကျင်တို့အတွက်လည်းအန်တရယ်လုံးဝမရှိစေပါဘူးရှင်နောက်ထပ်အသုံးပြုမဲ့မြေဩဇာတွေကိုလည်းလှုပ်ဆောင်ချက်ကိုလည်းသူကပို့မှုပြီးတော့ကောင်းမွန်စေရပဲဖြစ်ပါတယ် Transform Soil ကိုသုံးမယ်ဆိုရင်ပေါ့နော်မစိုက်ခင်တရက်အလုံးမှာဒီဆေးမုံကိုဆေးချမ်းဖုံးနဲ့အရေးပြောပြီးတော့မြေကြီးကိုဖြန့်ပေးလို့ရပါတယ်စိုက်ပြီးသားအသီးအနှံအပင်တွေမှာပေါ့မြေရဲ့အောက်ခြေကိုပေါ့နော်ဆေးဖြန်းလို့ထိရောက်နိုင်တဲ့အခြေအနေမှာဆိုရင်ပေါ့ဒီဆေးဖြန်းဖုံးနဲ့အရေးပြောပြီးတော့မြေအောက်ခြေသဲကုံကိုဖြန့်ပေးလို့လည်းရပါတယ်နောက်တစ်နည်းကတော့စိုက်ပြီးသားအခင်းတွေကိုမြေကိုပြုပြင်ပေးခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတို့သုံးဆွဲနေတဲ့မြေဩဇာတွေမြေစီတွေနဲ့ရောပြီးတော့လည်းပက်ပေးလို့ရပါတယ်မိတ်ဆွေတို့ရဲ့ပျက်စီးနေတဲ့စိုက်ပျိုးမြေကိုအချိန်တိုတွင်းမှာအကောင်းဆုံးပြုပြင်ပေးမယ် Transform Soil ကိုမှာယူမယ်ဆိုရင်တော့